Hello, Mia channel ရရင်ကြည့်စလိုက်ပါရှင်။ဒီနေ့မှာတော့မိက important language testing နဲ့ပတ်သက်ပြီးတော့မိတိတလောက် sharing လုပ်သွားမှာဖြစ်ပါတယ်ရှင်။အင်္ဂလိပ်စာဘာသာစကားပဲဖြစ်ပါတယ်ရှင်။ English language ကိုတော့လုံးဝလေ့လာထားဖို့လိုတယ်။မိရဲ့ practice ရဲ့အနာဂတ်အတွက်အင်္ဂလိပ်စာကတော့မဖြစ်မနေ language တစ်ခုဖြစ်တယ်။ဆိုတော့အင်္ဂလိပ်စာကိုဘယ်လိုလေ့လာရမလဲဆိုတာလည်းတစ်ချက်လောက် sharing လုပ်သွားချင်မှာဖြစ်ပါတယ်။ကိုမျိုးမှာရှိရဲ့တင်တန်းလေးတွေကိုတက်လို့ရတယ်။နောက်မှရှင်လိုင်းပေါ်ကတင်တဲ့တင်တန်းလေးတွေကိုတက်လို့ရတယ်။အခုဆိုလို့ရှင်နေရာဒီတင်တန်းလေးဆိုပြီးတော့အများကြီးရှိတယ်။ဆိုတော့ကိုရွေးချယ်နိုင်တဲ့အများကြီးပဲကိုရွေးချယ်ဖို့ခွင့်တန်းနေအများကြီးရှိရဲဆိုတော့အဲ့ဒီကနေလည်းတက်လို့ရတယ်။ဒါမှမဟုတ်အဲ့ဒီကနေမတက်ချင်ဘူးဆိုလို့ရှိရင်လည်းနောက်ထပ်မီဒီယာတစ်မျိုးရှိပါသေးတယ်။ဟုတ်ပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့ဖုန်းထဲရတူမဟုတ်ကိုမိကဖုန်းထဲမှာapp လေးကူထားပြီးတော့လေ့လာတာဖြစ်ပါတယ်။မေကတော့အခုဆိုလို့ရှိရင် AI app နှစ်ခုနဲ့အဲ့လိုမျိုးလေးလာအင်္ဂလိပ်စာလေးလာတဲ့ app တစ်ခုကူးထားဖြစ်ပါတယ်ရှင်။အဲ့ဒါကတော့ Duolingo app ပြီးတော့ ChatGPT နဲ့ Gemini လို့ဖြစ်ကြပါတယ်ရှင်။ ChatGPT နဲ့ Gemini ကကြတော့ AI ဖြစ်တဲ့အတွက်ကြောင့်မို့လို့နေလို့သိချင်တဲ့အကြောင်းအရာတွေအကုန်လုံးကိုသူတို့စီကနေမေးလို့ရတယ်။ဆိုတော့လုံးဝအဆင်ပြေအဲ့ဒါအင်္ဂလိပ်စာမဟုတ်ဘူးတခြားအကြောင်းအရာတွေဆိုရှင်လည်းမေးလို့ရတယ်။နောက်ပြီးတော့ Duolingo ကတော့အင်္ဂလိပ်စာပဲလေ့လာလို့ရမှာတခြားဘာသာတွေကိုလည်းလေ့လာလို့ရတယ်ဖြစ်တဲ့ကြောင့်လုံးဝအဆင်ပြေပါတယ်ရှင်။ Number 2ကတော့ Mandarin Chinese ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်တရုတ်စာဖြစ်ပါတယ်။တရုတ်စာကိုလုံးဝလေ့လာသင်ပါတယ်။အခုဆိုလို့ရှိရင်စင်ကာပူတရုတ်နိုင်ငံတွေမှာလုံးဝ 100% ကတရုတ်တွေပဲနေထိုင်ကြတယ်ဆိုတော့တချို့နိုင်ငံအများပြားမှာလည်း 100% မှာ30 to 50% လောက်ကတရုတ်လူမျိုးတွေနေတာဖြစ်တဲ့ကြောင့်ကိုကလည်း Mandarin Chinese ကိုလေ့လာထားဖို့လိုအပ်ပါတယ်။ဆိုတော့ Mandarin Chinese ကိုဘယ်လိုလေ့လာရမလဲဆိုတော့တစ်ချက် share လုပ်သွားပြီးချင်ပါတယ်။ကိုယ့်ရဲ့မြို့မှာလည်းတင်တန်းလေးရှိမယ်ထင်ပါတယ်။နောက်ပြီးတော့နိုင်မော်ကလည်းတင်တဲ့ဟာလေးလည်းအနည်းငယ်တော့ရှိမယ်ထင်တယ်။ဒါပေမဲ့မိရအဲ့လိုမျိုးတော့မတက်ပါဘူး။မိကတော့အဲ့ဒီ app လေးရပဲလေ့လာဖြစ်ပါတယ်။ app တွေကလည်းလေ့လာတာများပါတယ်မိက။ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ Ligodia app ပဲဖြစ်ပါတယ်ရှင်။ Ligodia app ကနေပြီးတော့လေ့လာဖြစ်ပါတယ်တရုတ်စာကို Ligodia app ကနေလေ့လာပြီးတော့သူတို့ပြောတဲ့ဟာတွေကိုကလိုက်ပြောရှောက်နေတာမဟုတ်ပဲနဲ့သူတို့ရေးထားတဲ့ဟာတွေကိုယ့်ရဲ့ plaza ကိုအကျန်းလေးရဲ့မှာတေချာလေးမှတ်ပြီးတော့နောက်နေ့တွေကြာလို့ရှိရင်အဲ့ဒါလေးတွေဝယ်ရေးသွားမှာလက်ကျစ်ပါသွားပြီးတော့လုံးဝအဲ့လိုမျိုးပါဇက်တက်သွားတဲ့အထိပြောသွားမယ်ဆိုလို့ရှိရင်တရုတ်စာကိုရနိုင်တယ်။တင်တန်းတွေတက်ပြီးတော့တင်တန်းတွေမှာလုပ်ချင်တာလုပ်နေမယ်ဆိုရင်လည်းဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။အဲ့လို app တွေကူးထားပြီးတော့ကိုလှုပ်ချင်တာကိုရှောက်နှိပ်ချင်နိုင်နှိပ်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စွမ်းရည်ရာဒီတက်ကနေပြီးတော့တိုးတက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့တေးသေးချာချာရေးမှတ်ထားပြီးတော့တေးသေးချာချာစကားပြောတွေကျင့်ဖို့အတွက် Mandarin Chinese ကလည်းအရေးပါပါတယ်ရှင် Number 3ကတော့ Spanish စကားပဲဖြစ်ပါတယ် Spanish စကားကသင်တန်းတွေအပြင်မှာမြို့ကသင်တန်းတွေကတော့နည်းနည်းရှားမယ်ထင်တယ်ပေါ့နော်Spanish ကကြတော့အဲ့လောက်ကြီး important မဖြစ်ဘူးဆိုတော့နံပါတ်3စိတ်ရဝင်ဆိုတော့ကွာအဲ့လုံးဝလေးလာရမှာတော့မဟုတ်ဘူးဆိုတော့အစင်ပြေနိုင်လို့ရှိရင်တော့လေးလာတာကိုကောင်းတာပေါ့ဒါပေမဲ့လည်းမရတော့မလေးလာထားပါဘူးအဲ့လိုမျိုးသင်တန်းတွေမရှိဘူးဆိုပေမဲ့လည်းအဲ့လိုမျိုး app လေးတွေကနေပြီးတော့လေးလာပြီးတော့လုပ်လို့ရပါတယ်ဒါပေမဲ့နေရတော့တိတ်ပြီး Spanish ကိုတိတ်ပြီးတော့မလေးလာဖြစ်ဘူးပေါ့နော်လေးလာရင်လည်းတော်တော်ဆိုးသူ့ရဲ့စကားကလုံးဝခက်တယ်ကွာပြောမှဆိုလို့ရှိရင် different တဲ့မှာပါတယ်ဆိုတော့နည်းနည်းတော့အဆင်မပြေဘူးပေါ့ကွာအဲ့လိုမျိုးနည်းနည်းတရုတ်စာနဲ့ Spanish နဲ့တွားတွေ့လို့ရှိရင်တော့နည်းနည်းခေါင်းကလုံးမလုပ်ပဲဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ Spanish စကားလေးလာဖို့လိုပါတယ်ဒါပေမဲ့အရင်တက်ကြီးမဲ့ကြီးလို့ဆရာတော့မလိုပါဘူး Spanish စကားကျတော့တိုက်တွေမှာပဲတိုက်ကြီးတွေ America တို့ဘာလို့အဲ့လိုမျိုးမှာပြောရဖြစ်တဲ့အကြောင်းအဲ့ဒါတော့လုံးဝအစင်လုံးဝလေးလာမယ်တော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီနေ့ကတော့ language test နဲ့ပတ်သက်ပြီးတော့ share လုပ်သွားတာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းမတူညီတဲ့idea လေးတွေကိုမေးနေမျှဝေသွားမှာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကြည့်ရှုပေးတဲ့ viewer တွေတယောက်ချင်းစီတိုင်းကိုတကယ်လုံးဝကျေးဇူးတင်ပါတယ်ရှင်။အားလုံးကို like နဲ့ subscribe လုပ်ဖို့လည်းလုပ်ရပါတယ်နော်။ Thank you for watching. Bye bye.